ခင်ယေရှုသခင်ယေရှုသခင်ယေရှုဗျာဘုရားကိုချစ်ပါတယ်ဒီပတ်ထဲမှာဟုတ်မှန်သောအရှင်အဖြစ်ကျွန်တော်တို့ကိုဖွင့်ပြတဲ့အကြောင်းအရာထဲမှာကျွန်တော်ဝင်ရောက်သွားရအောင်ဒီထဲမှာဆိုလို့ရှိရင်တိယောဟန်ခန်းကြီး9အငယ်6မှာဆိုလို့ရှိရင်ထိုသခင်ကရေအားဖြစ်၎င်းအသွေးအားဖြစ်၎င်းကြွလာသောသူတည်ဟူသောယေရှုခရစ်ပေသည်ရေ၌တာမဟုတ်ရေ၌၎င်းအသွေး၌၎င်းကြွလာတော်မူ၏ဝိညာဉ်တော်သည်တက်တဲ့ခံတော်သူဖြစ်၏အကြောင်းမူကားဝိညာဉ်တော်သည်စစ်မှန်ခြင်းဖြစ်တော်မူ၏လို့ပြောပါတယ်ဆိုတော့ကျွန်တော်ဟုတ်မှန်သောအရှင်အဖြစ်ကျွန်တော်တို့ဒီဟုတ်မှန်တော့အရှင်ဖြစ်တဲ့ဖရားပေါ့နော်သုံးပါးတစ်ပါးဖရားသခင်ကိုကျွန်တော်တို့ဘလို့တိကျွမ်းတွေ့ကြုံခံစားမလဲလို့ပြောတဲ့အခါမှာဒီကြွလာတဲ့ထိုသခင်ကအဲ့ဒီသခင်ကယေရှုခရစ်တော်ဖြစ်တယ်ပေါ့နော်ထိုသခင်ကရေ၌၎င်းအသွေး၌၎င်းကြွလာတယ်လို့ပြောပါတယ်ရေကဖရားဆိုင်ရာအသက်ရေပေါ့နော်ဖရားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရှင်တန်ဖို့အသက်မဆဖို့လမ်းဆန်းဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အပြင်မှာဆိုလို့ရှိရင်လည်းရေတောက်မြင့်မရှိဘူးဆိုရင်ဒီအပြင်ရှင်တန်ကြီးထွားဖို့မရှိနိုင်တယ်လို့ဒီဖရားဆိုင်ရာနိုင်လေဖရားပေးတဲ့အသက်ပေးတော်ဝိညာဉ်တော်အသက်ရေကိုကျွန်တော်တို့နေ့စဉ်တိုင်းတောက်သုံးမွေးလျော်ဝမ်းမြောက်ခြင်းအဖြစ်တာကျွန်တော်တို့အသက်ရှင်တန်နိုင်မယ်ဖရား၌ကျွန်တော်တို့ကတန်တမတ်တိရက်တည်နိုင်မယ်ဖရားရဲ့စေခံအောင်ကျွန်တော်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒီຢာကကျွန်တော်တို့ကိုရေဆိုတဲ့အကြောင်းຢာကကျွန်တော်ရှင်တန်လန်းဆန်းဖို့ကျွန်တော်ဖရား၌မရက်တည်ဖို့လို့ငါကျွန်တော်တို့ကိုအသက်ရေမဆအသက်မဆပေးနေတဲ့အကြောင်းຢာဖြစ်ပါတယ်နောက်တစ်ချက်ကအသွေးလို့ပြောပါတယ်အသွေးနဲ့ကြွလာတယ်ပေါ့နော်ဆိုတော့အသွေးလို့ပြောတဲ့အခါမှာကျွန်တော်အပြစ်ဖုံးအုပ်တွေပေါ့နော်ဖရားနဲ့လူကြားမှာရှိနေတဲ့ဆက်တွေ့လို့မရတဲ့ဒီအုတ်ချမ်းနိုင်ရန်ဒီပေါ့နော်တတိုင်းတွေကိုဖြူဖြက်ပြီးတော့မှကျွန်တော်ဖရားနဲ့အတူမိတ်တာရဖွဲ့နိုင်မယ်ဆက်တွေ့နိုင်မယ်ပေါ့နော်ဒီအကြောင်းຢာကကျွန်တော်အာဒန်နဲ့အေဝါကစပြီးတော့မှပြစ်မှားခဲ့တဲ့အထင်းမှာဖရားနဲ့မိတ်တာရပြတ်တော့သွားတယ်ဒါပေမဲ့ဒီအကြောင်းຢာကိုယနေ့ကျွန်တော်တို့ဟုတ်မှန်တော့အရှင်ဖြစ်ယေရှုခရစ်တော်ကြွလာခြင်းအဖြစ်ဒီအကြောင်းຢာကိုလမ်းဖွင့်ပေးတာဖြစ်ပါတယ်သခင်ယေရှုကားစင်မှာတက်တဲ့အခါမှာသူ့နဘေးကိုလမ်းနဲ့ထိုးတော့သူမှာအသွေးနဲ့ရေထွက်လာတယ်လို့ပြောပါတယ်ရေကအတက်မဆဖို့လမ်းဆန်းရက်တည်ဖို့ဖြစ်ပြီးအသွေးကတော့ကျွန်တော်တို့အပြစ်တွေဖုံးအုပ်ပြီးတော့မှဖရားခဲ့တော့ကျွန်တော်ရှင်တန်ကြီးသွားဖို့ဖြစ်ပါတယ်သခင်ယေရှုဒီဟုတ်မှန်တော့အရှင်ကိုကျွန်တော်ဘယ်လိုတွေ့ကြုံခံစားမလဲလို့ပြောတဲ့အခါမှာကျွန်တော်အသွင်းကြကြမွေ့လျော်ဝမ်းမြောက်ခြင်းအဖြစ်ကျွန်တော်တွေ့ကြုံခံစားလို့ရပါတယ်ကျွန်တော်ဟုတ်မှန်တော့အရှင်အဖြစ်ကျွန်တော်ကနေ့စဉ်တိုင်းမှာရှင်တန်ပြီးတော့မှကျွန်တော်ဒီဖရားနဲ့အတူရက်တည်တက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့တွေ့ကြုံခံစားခြင်းကတကယ်ပဲလက်တွေ့ကြလာတာဖြစ်ပါတယ်အငယ်20ပေါ့နော်တိယော9:20မှာဆိုရင်ဖရားသခင်၏သားတော်ဒီကြွလာ၍မန်တော်ဖရားသခင်ကိုတိစေခြင်းငါနားလည်နိုင်သောဉာဏ်ကိုငါတို့အားပေးတော်မူသည်ကို၎င်းသားတော်ယေရှုခရစ်၌၎င်းတည်လျက်ရှိကြ၏ဤသူကမန်တော်ဖရားသခင်ထာဝရတက်ဖြစ်ငါတို့ဒီမန်တော်ဖရားသခင်၌၎င်းလို့ပြောပါတယ်ဆိုဟုတ်မန်တော်ဖရားကမန်တော်ဖရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီမန်တော်ဟုတ်မန်တော်ဖရားသခင်ကိုတည်ကျွမ်းဖို့လို့ငါဒီအကြောင်းအရာကကျွန်တော်ကိုတီးစေလေလို့ပြောတဲ့အခါမှာယေရှုလူစားတိခံခြင်းကိုကြည်ခြင်းအဖြစ်တည်ကျွမ်းနိုင်တာဖြစ်ပါတယ်ဖခင်သားတော်ကြွလာခြင်းကဖခင်ကိုတည်ကျွမ်းဖို့ဒီဟုတ်မှန်တော့အရှင်ကဘာဖခင်လဲဆိုတာတည်ကျွမ်းဖို့အလို့ငါဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီသုံးပါးတစ်ပါးဖခင်ကိုကျွန်တော်တည်ကျွမ်းဖို့အလို့ငါဘာလို့လဲလို့ပြောတဲ့အခါမှာဒီဖခင်ရဲ့လူစားတိခံခြင်းလူသားအသက်ရှင်ခြင်းအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ပြီးတော့မှအတိတ်ကို15:45ရအသက်ပေးတော်ဝိညာဉ်တော်ဖြစ်လာခြင်းကိုကျွန်တော်အတွင်းကြတွေ့ကြုံခံစားမွေးလျော်ဝမ်းမြောက်တဲ့အခါမှာဒီဟုတ်မှန်တော့အရှင်ကသုံးပါးတစ်ပါးဖခင်ကိုလိုတိုင်းဖြစ်တယ်ဆိုတာကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်။ဓမ္မတော်ကြီးယောဟန်ကသူရေးတဲ့ဩဝါဒအစာဆောင်တိုင်းမှာဒီသုံးပါးတစ်ပါးဖခင်နဲ့ပတ်သက်ပြီးတော့မှလက်တွေ့ကြတွေ့ကြုံခံစားမွေးလျော်ဝမ်းမြောက်ဖို့သူအတိတ်ကစဉ်းစားပြီးတော့မှရေးသားခဲ့တယ်ဆိုတာမြင်တွေ့ရတာဖြစ်ပါတယ်။တကယ်ရှုကိုလိုကိုချစ်ပါတယ်။ဟုတ်မှန်တော့အရှင်ဖြစ်ခြင်းနဲ့ကျွန်တော်တို့အထင်း၌ထိုဟုတ်မှန်တော့အရှင်သုံးပါးတစ်ပါးဖခင်ကိုလိုတိုင်းကျွန်တော်အထင်း၌ရှိတာဖြစ်ပါတယ်။ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဒီဖခင်ရဲ့စစ်မှန်တော့ဟုတ်မှန်တော့အရှင်ဖြစ်တိယော9:6ကနေစပြီးအခန်းကြီး4အငယ်6အထိကျွန်တော်ဒီအကြောင်းအရာကိုဆင်ခြင်တဲ့အခါမှာဟုတ်မှန်တော့အရှင်ဘုရားတကယ်ယနေ့ကျွန်တော်အထင်း၌ရှိပြီးတော့ဒီအရာဒီစစ်မှန်ဟုတ်မှန်တော့ဘုရားတကယ်သုံးပါးတစ်ပါးဘုရားကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ကြုံခံစားမှုတွေဝမ်းမြောက်လို့ရတာဖြစ်ပါတယ်ကိုရောကိုချစ်ပါ